ကျမကလေတယ်မကင်းညက်လိုက်တယ်ဟုတ်တယ်ကျမဒါမဲ့အဲ့လာမပြောကျမပြောချင်တာကျမကလေကျမပြောချင်တာအဲ့လာမို့ကျမပြောချင်တာဘယ်လိုပြောမလဲကျမမှာတငယ်ချင်း2ယောက်ရှိတယ်ဒီပေါက်စာလေးလည်းမလားပြောရောက်ပြီးတော့လေအကလင်ပေါက်စာလေးနဲ့ဆိုရင်3ယောက်ရှိကျမမှာအဲ့ဒါကျမနဲ့ဆိုရင်4ယောက်အခြေတော့ကျမကဘာလို့အီးမေးလ်လုပ်ဟန်ဆိုကောင်းမလေးပေါ့နော် ground တုံးထားပြီးတော့နေစပစ်ပေါက်နေပြီအကလေးမလေးရတကောင်းပြန်သွားတယ်နောက်ထပ်ဘလူးကိုဝဲလေးနဲ့တယောက်ချောရစကြပူကြဖြူနေ့ဖြူဆိုကောင်းမလေးရလေသူကလည်းသူကဘောဒီမှာပေါ့နော်စီဇန်နဲ့ပေါ့တည်ရမလားအဲ့တို့လာပြီးစီဇန်ပြောင်းလာတယ်သူတို့လည်းတစ်ခါတည်းနောက်ထပ်ကလေးမလေးပတ်စာလေးသူကလည်းအမတကောင်းပြန်သွားဘာလို့လဲသူလည်းတကောင်းမှနေရလေတကောင်းကြောင်းမို့စီတခါကြောင်းမှာတဲ့အခုအဖေမရှိတော့ပါဘူးမဖူတယောက်ထဲနေနေရကျွန်မအဖေလေးကြီးဆိုလို့ရှင်းလို့ပဲရှိတယ်စပင်းလာတယ်လားအဲ့လိုမျိုးပါဒါနဲ့စပတ်ထောင်းရတယ်နော်သူကလည်းဒီကိလေအားနဲ့လည်းတိမအောင်ပူကြတယ်နော်တကယ်တော့ဆိုအစိုးရကြောင်းနေတာပူကောင်းသူကနေရနာဆိုတော့ရဲ့နေကြကောင်းတဲ့အစိုးရကြောင်းနဲ့တွေ့နေပါဘူးဒီလိုလို့ရှိတယ်အမပြောစားရှိတယ်ကျမတွေဘာလို့လဲတိရလဲဆိုတော့မဆော့စီယာစကားပြောစရာရှိရှင်းလို့ပဲရှိတာရှင်တို့နဲ့ပစောရကစောရတော့ဘယ်လိုမှမသိပါဘူးအဖြေမှလည်းဒီပါတယ်ပြောကြတယ်ဒီလိုကျမနမ်းကြီးကြိုင်ဘာလို့ပြလဲကြာမဒီညတနကနေမနက်ချန်ကြောက်ပေးမိတနေလား9ရက်တာပြီး2ရက်တန်ပိတ်ပြီးနောက်ကကျမမွေးရပါကနေဟောလို့ထားမမတွေကဒီလိုထားတော့လည်းလိုက်ထားအဲ့ဒါသူမွေးရပါကနေကြည့်ထားသူတို့အဲ့ကိုလေးနဲ့2ယောက်ပါလေကောတူတယ်နေအဲ့တော့အဲ့2ယောက်ရဲ့ဟာကိုပြောပြီးနေတော့အဲ့ထဲကျိုးအောင်လုပ်ရောပြီလုံးတယ်အဲ့2ယောက်ထဲကျိုးအောင်လုပ်ရော2ယောက်နဲ့2ယောက်မဟုတ်ဘူးအဲ့ဒီလို10ယောက်ရှိ10ယောက်ကိုတရားနဲ့တိုက်ပြီး1ယောက်နဲ့10ယောက်အဲ့ယောက်နဲ့10ဘူးပါအဲ့ကနဲ့ရောက်ပါအဲ့ယောက်နဲ့10နဲ့ပူသွားတိုက်အဲ့လိုမျိုးHello, bye bye, bye bye,